ကောင်းကြီးဘလောက်ကြီးခေါ်အားဘလောက်ကြီးအသိဉာဏ်နေရင်အသိဉာဏ်ရှိတဲ့လူရဲ့အောက်မှာပဲနေရတယ်မဟုတ်လားအေးအဲကြောင့်ဉာဏ်စွမ်းအားဒါလည်းရှိတယ်ဒီလိုလေ ဆိုတော့အောက်မှာကစားရတာမဟုတ်လားအဲ့တော့ဒီကိုဆောင်းလို့တော့အဲ့ဒါဆိုရင်တော့အများကြီးပြောနေတာဟောတောင်းတယ်ကျိုးသားအားထုတ်ထားတဲ့ဟာကိုအများကအမှန်တည်းဆိုတဲ့ဟာကိုသိရမယ်